AI automation နဲ့ပတ်သက်ပြီးအလုပ်လာအပ်ထားတဲ့ client တွေရဲ့ workflow တော်တော်များများကိုနောက်ွယ်ကနေစီမံပေးနေတဲ့ကျွန်တော်ရဲ့ Telegram bot လေးတစ်ခုအကြောင်းပြောပြမယ်။အဲ့ဒါကတော့ဒီ bot လေးဖြစ်ပါတယ်။ဒီ bot လေးရဲ့အလုပ်လုပ်ပုံကဘာလဲဆိုတော့ကျွန်တော် customer တွေအတွက်တိစောက်ထားပြီးတော့ကျွန်တော်ရဲ့ BBA ပုံမှာပဲ run ထားတဲ့ workflow တွေအကုန်လုံးရဲ့ error တွေအကုန်လုံးကိုကျွန်တော်ဒီ bot စီမှာအကုန်လုံးလမ်းပို့ပေးတာဖြစ်ပါတယ်။သူကလမ်းပို့ပေးုံနဲ့မကဘူးတခြားတွေလုပ်လို့ရသေးတယ်။ဘယ်လိုဟာမျိုးတွေလဲဆိုတော့သူကanalysis ပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့အကယ်၍ကိုကပေါ့နော်အကယ်၍သွားပြီးမလုပ်ချင်ဘူးဆိုရင်ဒါသူ့ကိုတခါတည်းသွားပြီးတော့ထားပါတော့ workflow တွေပိတ်တာဖွင့်တာနောက်တစ်ခုလိုအပ်နေတဲ့ workflow တွေကိုသွားပြင်ခိုင်းတာတွေကအစားအကုန်လုပ်ခိုင်းလို့ရပါတယ်အဲ့ဒီရဲ့နောက်ွယ်ကအဓိက run နေတဲ့အပိုင်းကတော့ဒီ annotation workflow ဖြစ်ပါတယ်ဒီ workflow လေးရဲ့အပိုင်းကတော့ဒါအပေါ်ကတော့ဒါကိုယ့်ရဲ့ workflow တွေထဲမှာဘယ် workflow ကတော့ဒါ error တက်နေရပေါ့နော်ဒါကောင်းကောင်းမ run နိုင်ဘူးပေါ့အဲ့ဒါဆိုရင်ဒီအပေါ်အပိုင်းလေးကနေဒီ Telegram bot ကိုဒါ alert လမ်းပို့တယ်ပေါ့နော်နောက်တစ်ခုအပိုင်းကတော့ဒါသူ့ရဲ့အဓိက main engine လို့ပြောလို့ရတယ်ပေါ့နော်ဒီမှာဘာတွေပါမလဲဆိုတော့workflow တွေကိုဒါအဖွင့်ပိတ်လုပ်ခိုင်းတာ workflow ထဲမှာဖြစ်နေတဲ့ error တွေကိုဒီ bot ကနေလှမ်းခိုင်းလို့ရတာပေါ့နော်ဒါအကုန်လုံးဒီမှာလုပ်ပေးလို့ရပါတယ်ဒီအပိုင်းလေးကတော့ကျွန်တော်တို့ annotation ထဲမှာတခါတည်း workflow တိစောက်ပြီးမလုပ်ချင်ဘူးဆိုရင်လည်းတခြား AI တွေသုံးပြီးတော့လည်းလုပ်လို့ရတယ်ပေါ့နော်ဒီထဲမှာရှိတဲ့ workflow တော်တော်များများကိုကျွန်တော် AI အနေနဲ့ပဲလုပ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ AI ကလုပ်ပေးနိုင်တယ်ဆိုရင်ပဲကိုယ်တိုင်ကလည်း logic တွေကိုပိုင်နိုင်သိထားဖို့လိုအပ်ပါတယ်ဥပမာအဖြစ်လုပ်ငန်းရှင်တယောက်ကသူ့အလုပ်နဲ့ပတ်သက်ပြီးကိုယ်ဒါပြီးတော့တိုင်ပင်ဆွေးနွေးမယ်သူလိုချင်တဲ့အကြောင်းအရာတွေပေါ်မူတည်ပြီးတော့ကိုက workflow logic တွေကိုပိုင်နိုင်သူ့ကိုချပြနိုင်မှသာ client တွေရနိုင်မှာဖြစ်ပါတယ်ဆိုတော့ကိုကဟာလာဒီ annotation ကိုရမ်းကျွမ်းကျင်နေတယ်ဆိုရင်ခြားတစ်ဖက်မှာဟာလာ season marketing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းလေ့လာကြည့်ပါဒါဆိုရင်ပိုပြီးကောင်းတဲ့နေရာတစ်ခုကိုရောက်နေပါလိမ့်မယ်မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာမျှဝေသွားလို့ရပါတယ်